ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ခေပြန်မလို့ ID ဖတ်ထူးမှာ share ဒီက share လုပ်ပေးချင်တာကြတော့တယောက်တည်းနေကြအောင်ကြိုးစားကြည့်။တယောက်တည်းနေကြလေကောင်းကျိုးများစွာရရနော်။တကယ်ကိုကတယောက်တည်းနေတတ်တယ်ဆိုရင်အဲ့လောက်ကြီးရောခံစားချက်ကြီးအရင်ကြီးပြင်းပြခံစားမလို့ဘူး။သူများပေါ်မှာခံစားချက်ကြီးမိကိုနေကြမလို့တော့ဘူး။ပြောချင်တာကခင်ဗျဆိုလဲတထဲမဲ့နေရတထဲနေဆိုအမြဲတထဲနေရမို့ခိုင်ညရင်တထဲနေရကောင်းပေမဲ့လိုအပ်တဲ့ခါမှာတယောက်တည်းနေရပဲနဲ့ကျတဲ့လူလည်းပူပေါင်းရတာရှိတယ်ကျတဲ့နေရကြိုက်တယ်မှန်တယ်ဒါပေမဲ့အမြဲတထဲနဲ့နေလို့မရပြန်ဘူးအမြဲတကယ်ချင်းရှိမှအဖော်ရရှိမှဆိုတဲ့လူတွေအတွက်ကိုကြားလဲကျတဲ့နေရကောင်းသူများဆိုလည်းရစီရယ်နော်ဖြူစုဆိုကြည့်ကြည့်အနောက်မှာဆိုလည်းဘူးမှမရှိဘူးအပေါ်မှာတထဲပဲနေတယ်တထဲပဲနေရအဲ့ဒါကွာကိုယ့်ရဲ့ခံစားချက်ကိုလည်းကိုသိစေရခါတလေလေးတောက်ထက်နေခြင်းရလေကိုယ့်အတွင်းစကမသိရခံစားချက်တွေကိုဘာဖြစ်ချင်တာလဲဆိုတိချို့လူတွေကြရင်လေကိုယ့်ခံစားချက်ကိုကိုမသိဘူးကွာအရင်ကရှုပ်ထွေးနေဆိုရင်ကြတဲ့နေပြီးတော့ကိုယ့်ကိုဘာမှမကြည့်နဲ့ဘာမှလည်းမကင်နဲ့ကိုယ်စဉ်းစားလိုက်ရင်ကိုယ့်အတွင်းစကဘာဖြစ်ချင်တာလဲဆိုကိုယ့်ကိုသိလာလိမ့်မယ်ဆိုတော့ကျမတို့မိမသားတွေကအမြဲဘဝကိုခင်မွန်းရှိမှလို့ boyfriend ရှိမှလို့ man ရှိမှဘာရှိမှညာရှိမှဆိုပြီးတော့မင်္ဂလေးပါမင်္ဂလေးမလို့အကွဲလိုအပ်တယ်ဆိုပြီးတော့ရှေးယူမသုံးဆွဲကြပါနဲ့ဘဝဆိုတယောက်တည်းပဲထွက်လာလဲတယောက်တည်းပဲသေရောလဲတယောက်တည်းပဲတစ်ခုလုံးလဲတယောက်တည်းပဲမင်္ဂလေးဆိုပြီးအကွဲရလဲရှာတာမလို့ဘူးကိုအကိုကိုချစ်စမ်းပါကိုစောင့်ပါအောင်ရှေး thank you for watching